ကဲဒီနေ့မှာအေးသွေးကအခုလိုမျိုးရာသီဥတုပူပြင်းလာတဲ့အချိန်မှာပေါ့နော်ဈေးနှုန်းတင့်ပြီးတော့ပန်ကားလေးထက်ပိုအေးတဲ့အဲကူလာနှစ်ခုကိုပြပေးမှာဖြစ်ပါတယ်အခုအေးသွေးပြပေးထားတာဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ကနီဒီ brand ဒီဘက်မှာဆိုလို့ရှိရင်အကမာ brand ပဲဖြစ်ပါတယ်နှစ်ခုလုံးကအခုမြင်တွေ့နေရတဲ့အတိုင်းဒီဇိုင်းတွေရောသုံးပုံသုံးနည်းတွေရောအသုံးပြုထားတဲ့ဘက်ထရီကအစဝန်ဆန့်တဲ့လီတာအစုံပေါ့နော်အကုန်လုံးကအတူတူပဲဘာလို့လဲဆိုလို့ရှိရင်ကနီဒီကပေါ့နော်ပထမဆုံး new brand အနေနဲ့ဝင်လာတာဖြစ်ပြီးတော့ဒီအကမာအဲကူလာဆိုလို့ရှိရင် OEM brand အနေနဲ့ဝင်လာတာပဲဖြစ်ပါတယ်နှစ်ခုလုံးက official running 1 year ပါမယ်အခုပေါ့နော်အေးသက်ပြပေးခဲ့တဲ့အခုလာလေးရဆိုလို့ရှိရင်ပုံမှန်ဈေးအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်၄သိန်းကျော်တယ်ဒါပေမဲ့အခုလိုအချိန်မျိုးမှာဝယ်ယူထားမယ်ဆိုလို့ရှိရင်ကနီဒီမူရင်း brand မှာဆိုလို့ရှိရင်3သိန်း5000ကျပ်ဖြစ်ပြီးတော့ဒီ OEM brand အကမာမှာဆိုလို့ရှိရင်3သိန်း3000ကျပ်ပဲဖြစ်ပါတယ်အခုအေးသက်ပြပေးခဲ့တဲ့အခုလာလေးရဆိုလို့ရှိရင်ပေါ့နော်ပစ္စည်းစတော့အနေနဲ့အများကြီးမရှိတဲ့အတွက်ကြောင့်မို့လို့တကယ်ကိုလိုအပ်တဲ့သူတွေဆိုလို့ရှိရင်အများဆုံးလာရောက်ဝယ်ယူပေးကြဖို့အေးတက်နေပြီးတော့ဖိတ်ခေါ်ပါတယ်ကျင့်အချိန်မရွေးအချို့တောင်းတွေအကောင်းဆုံးဝန်ဆောင်မှုနဲ့အာကလက်ခံနေပါကျင့်လာကြည့်လို့နေပြီဖြစ်ပါစေ